လာပါကျမနာမည်ဒေါက်တာဖြိုးပါမနေ့ကပဲပေါ့နော်စီကံမှာလူနာတယောက်ကတူဟီဆိုဖြစ်ပြီလားမသိဘူးဆိုပြီးအပြေးလွှာစီကံလာပြတယ်ပေါ့နော်ဟုတ်ပါတယ်ရာသီဥတုကလည်းပူတော့လူတွေကဟီဆိုဖြစ်မှာကြောက်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းဟီဆိုဖြစ်ရင်ဘလို့ဖြစ်လဲဆိုတာလူတွေကတိကျမသိကြဘူးဒါကြောင့်လူအများသိအောင်ဟီဆိုဆိုတာဘာလဲဆိုတာလေးကိုနည်းနည်းလေးရှင်းပြပေးမယ်နော်heat stroke ဆိုတာကအရေးကြီးပါတယ်သူက medical emergency ပါဆိုလိုတာကတော့ heat stroke ဖြစ်ရင်အသက်အန္တရာယ်ရှိနိုင်ပါတယ်နောက်ပြီးတော့ကျမတို့မြန်မာတွေသိကြတဲ့ဒီအပူရှက်ခြင်းရဲ့အောက်မှာ heat exhaustion နဲ့ heat stroke ဆိုပြီးတော့မှခေါင်းစဉ်နှစ်ခုရှိတယ်ပေါ့နော် heat exhaustion ဖြစ်ပြီဆိုရင်ဘယ်လိုလက္ခဏာတွေပြမလဲဆိုရင်ကျမတို့ကအလွန်အကျွံချွေးထွက်မယ်ချွေးထွက်လွန်းလို့လူကခေါင်းတွေမူးလာမယ်ပြီးရင်းနေတုံလာတယ်အသက်ရှူတွေကျက်လာတယ်တခါတည်းဆိုရင်ဒီကြက်သားတွေကmuscle cramp တွေရတယ်ပေါ့နော်ကြက်တက်တယ်လို့မျိုးအဲ့လိုတွေဖြစ်ပြီဆိုရင်ဒါ heat exhaustion လက္ခဏာတွေဖြစ်တယ်အဲ့ဆိုရင်ကျမတို့ကဘာလုပ်ရမလဲဆိုရင်နံပါတ်1ကိုယ်ခနာကိုယ်ကိုအေးအောင်လို့ရေဦးဆုံးအရေးအာဝါသရှိတဲ့နေရာကိုရွှေ့ရမယ်အဲကွန်ခန်းထဲမှာဝင်မယ်ဆိုလည်းရတယ်ပြီးရင်ကျမတို့ဒီအင်ဂျီလက်ရှိအပေါ်ထက်တွေဝတ်ထားရဲဆိုရင်လည်းချွတ်ဘောင်းမီအရှိဝတ်ထားရဲဆိုရင်ဘောင်းမီအတူလဲဒါမျိုးပေါ့နော်ပေါ့ပဝတ်စားလဲရမယ်နံပါတ်3ကတော့ရေအေးတစားရေရိုးရေကြိုက်တာတောက်လို့ရတယ်ပေါ့နော်ရေတောက်တဲ့အခါမှာလည်းတခါတည်းမော့တောက်တာမျိုးမဟုတ်ပဲနဲ့နည်းနည်းချင်းစီဖြည်းချင်းစီတောက်ပေးရပါမယ်အဲ့လိုနည်းနဲ့ကျမတို့က heat exhaustion ကိုတက်တာအောင်လုပ်လို့ရတယ် heat exhaustion ကနေ heat stroke ကိုရောက်သွားပြီဆိုရင်တော့ဘယ်လိုလက္ခဏာတွေပြမလဲဆိုရင်တော့ကိုယ်ခနာကိုချွေးမထွက်နိုင်တော့ဘူးအဆိုအရေပြားတွေကပူပြီးတော့မှခြောက်သွေးနေတယ်တကယ်အဖျားတိုင်းကြည့်လိုက်ရင်လည်း body temperature 104 degree Fahrenheit လောက်ထိရှိတယ်ပေါ့နော်ပူကျစ်နေရပဲပြီးရင်တစ်ခါလေးမှအန်တယ်တစ်ခါလေးဝမ်းလဲလျှောတယ်ပြီးရင်လူကသတိသိမ့်မရှိကျင်တော့ဘူးပေါ့နော် conscious state မကောင်းကျင်တော့ဘူးတခါတလေလုံးဝမေ့လဲသွားတာမျိုးလည်းရှိတယ်တချို့ဆိုတက်အထိဖြစ်နိုင်တယ်ကိုအနီးနားမှာ heat stroke ဖြစ်တဲ့လူကိုတွေးပြီးဆိုရင်တော့အချိန်မဆွဲဘဲနဲ့အမြန်ဆုံးဆေးရုံကိုပို့ဆောင်တင်တယ်ပေါ့နော်ဒီဆေးရုံသွားတဲ့လမ်းမှာလည်းသူ့ခနာကိုအေးအောင်ခုနပြောတဲ့လူမျိုးအဝတ်စားအပူတွေအားလုံးချွတ်ပြီးသွားရင်ဒီအိမ်မှာကိုကရေခဲတွေတိတ်ထားအမျိုးရှိတယ်ဆိုရင်ရေခဲထုတ်တွေကိုဂျိုင်းချားတွေပေါင်တန်ချားတွေမှာထည့်ပြီးတော့သူ့ရဲ့ body temperature ကိုအမြန်ဆုံးကျအောင်လုပ်ပေးရပါမယ်ကျန်တာကတော့ဆရာဝန်ကြီးကအဆေးရုံရောက်ရင်ဆက်လုပ်ပါလိမ့်မယ်ဘယ်လိုလူတွေကheat stroke ဖြစ်နိုင်ခြင်းများလဲဆိုရင်အရင်အသက်ကြီးတဲ့လူတွေအသက်ငယ်တဲ့လူတွေကလေးလေးတွေနောက်ပြီးတော့မှအသေးတို့ကြောက်ကတ်တို့စတဲ့နာတာရှည်ယောဂရှိတဲ့လူတွေဆိုရင်လည်း heat stroke ဖြစ်နိုင်ခြင်းများပါတယ်အဲ့ဒီတော့ဖြစ်နိုင်ရင်ဒီလိုတိတ်ပူတဲ့အချိန်တွေမှာဆိုရင်အပြင်မထွက်ပါနဲ့ဟိုအရက်အဝါဒအောက်မှာပဲနေပါအိမ်မှာပရင်းပေါက်တွေဖွင့်ပြီးတော့မှနေပါပန်ခါသုံးပါအကွန်ရှိတဲ့လူတွေအကုန်ဖွင့်ပြီးတော့မှနေပါပေါ့နော်ပြီးရင်အပြင်ထွက်ပြီးတော့လေ့ကျင့်ခန်းလုပ်တတ်တဲ့လူတွေဆိုရင်တတိထားပါမနေ့ပိုင်းပဲဖြစ်ညနေပိုင်းပဲဖြစ်ကိုကလေ့ကျင့်ခန်းကိုပြင်းပြင်းထန်ထန်လုပ်မိတဲ့အချိန်မှာချွေးထက်လွန်ပြီးတော့မှ heat exhaustion ရတတ်ပါတယ်ဒီຫນွေမှာလူတွေကိုအပူရှက်ခြင်းတန်ကနေကာကွယ်ဖို့အတွက်ဒီဗီဒီယိုလေးကိုlike and share လုပ်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်